ပြီးငါဟဲ့ငါတို့ကျောင်းမှာဟဲ့စာတင်ပြီဆိုဆောင်းမဖြေဆရာမဘာကြီးလုပ်လဲဆိုစာတင်ပြီဆိုငါတို့ကတေးသေးဖော်တဲ့အဖွဲငါတို့ရေနွားကျတော့စကားတွေဘာတိတ်မရှိတဲ့ခါကျငါတို့ဘာကြည့်ရလဲဆိုတရွာလုံးမှာနော်ဖုန်ကြီးပြန်တို့ဖုန်ကြီးမွေးနေ့တို့ငါပြောဖုန်ကြီးပြန်ဆိုတော့ဖုန်ကြီးကောင်းမှုတော့ဖုန်ကြီးမွေးနေ့တို့နော်ကျောင်းကြီးနှစ်ပတ်လေတော့အဲ့လိုမျိုးကြရင်ပိတ်ကားတော့နဲ့စကားပြရဲရုပ်ရှင်ပြရဲပိတ်ကားတော့ပြဝဲလုပ်တယ်အဲ့လိုမျိုးဆိုတရွာလုံးကထွက်ပြီးကြီးမုံလေးများရင်မပြဿနာတဲ့အမရောင်းနော်မုံကောင်းနေရောင်းမုံတိုင်းချုံနေရောင်းမျိုးဆိုငါတို့အကုန်လုံးအဲ့ဆောင်းလေးကောင်းမှုချုံပြီးကြောက်လိုင်းမှာလိုင်းပိတ်ပြီးပြတာကွယ်အဲ့ဒါငါတို့ကြည်ရဝိုင်းအောင်ပြီးတော့တရွာလုံးဟေးဒီနေ့ဘယ်အိမ်ရှိမှာနော်ဥပိုးစမိုင်းအိမ်ရှိမှာပြမှာနေဆိုရင်ဥစွာတဲ့အိမ်ရှိမှာပြမှာအဲ့လိုမျိုးကိုလမ်းကျဲတဲ့နေရာတွေရွေးတာကွယ်နော်တီတိုင်းတို့အိမ်ရှိမှာပြမှာအဲ့လိုမျိုးကိုဘောင်တို့အိမ်ရှိမှာပြမှာဆိုငါတို့အဲ့နေပြတဲ့နေရာကိုလိုက်ကြည့်ရကြည့်ပြီးတော့အဲ့ငါတို့အရင်ငါတို့တခုအဲ့လိုမျိုးကြည့်ပြီးတော့အဲ့ဆိုတေးတွေကတရုပ်ဖော်ပြီးစပြီးငါတို့ခေါင်းထဲမှာဒါမှမဟုတ်ကလိုဖုန်းတွေပါပေါ်တဲ့ခင်မဟုတ်တဲ့ခါကျတော့ငါတို့မှရင်ခုန်ကြတဲ့အဲ့ဒါပဲရှိရပြီးရင်စာအုပ်ဆိုင်စာအုပ်ငါးဆိုင်စာအုပ်ကိုကြေကျွဲပြီးတော့မှစာအုပ်ကိုပြေးနွန်းနေတယ်ဒီငါတို့ကတရွာလုံးကပတ်ငါဖက်ရတာကွယ်အဲ့လိုမျိုးရုပ်ပြစာအုပ်တွေငါဖက်တယ်ဝတ္ထုစာအုပ်တွေငါဖက်တယ်လူငါဖက်ပြီးလို့ရှိရင်ငါတို့စိတ်ကူးရှင်ရပါကွယ်အဲ့လိုမျိုးကြာကြောင်းနေရောကွယ်ဆရာမစာတယ်ငါစိတ်ကူးကစရည်တင်ချာရပါဦးတင်ပြီဆိုလို့ရှိရင်ညမြတွင်ပန်းသီး10လုံးရှိသည်ဆိုအဲ့ဒီနေ့မှာပန်းသီး10လုံးတော့မကောင်းမှာမဟုတ်ဘူးဒီကြိုင်နာပဲသူပြမျိုးဝယ်လာလားမသိဘူးတလားတွင်လိမ္မော်သီး73လုံးရှိတယ်ကောင်းမှာ73လုံးတော့မှာဟဲ့လိမ္မော်သီး73လုံးဒီချိန်စမကောင်းတော့တေးငါစိတ်ထဲမှာတော့စားတော့စားလာပြီအမပါလေမောင်မောင်တီပန်းတီဘယ်နှလုံးနဲ့လိမ္မော်တီဘယ်နှလုံးအားယူစားလိုက်ရာမြတ်မြတ်တွင်ပန်းတီဘယ်နှလုံးရှိဘယ်သူတွေလှလှတွင်ဘယ်နှလုံးရှိတနည်းငါတို့အဲ့စားတယ်ဘလို့ယူစားပစ်တာဟဲ့မမစားသွားတဲ့ဟဲ့မိုက်တယ်ဘယ်နှလုံးကြံတည်းရလဲမသိလှလှနဲ့တော့ဒါရင်းဖြစ်ကြလားမသိငါတို့စိတ်ထဲမှာနေတယ်ဒီညီလွင်ထမြတ်မြတ်ဘယ်နှလုံးကြံသေးတော့ငါဟဲ့ငါမျက်စိတွေမှာပန်းသီးတို့သူတို့လက်ထဲမှာရှိတဲ့ပန်းသီးတွေပဲတွေးနေငါမနှုတ်တတ်သေးဘူးငါမနှုတ်တတ်တယ်လူမျိုးကြည့်နေရှိတယ်စီတူလင်ထဇာနီကျော်ထဇော်မျိုးနိုင်ထတယ်လို့ငါတို့လူမျိုးတွေတို့ဘာတော့ဘယ်နှလုံးကြံသေးတော့လူမျိုးလုံးလုံးနဲ့မင်းကလေးလန့်ချင်မင်းကလေးပြန်ငုံသွားခဏမောက်ထားလေမောက်ထားခဏကြည့်ရရှေ့ရောက်ရှေ့ရောက်ပြနေတော့ကောင်းနေမှာဘာရှိလဲနော်ကောင်းနေမှာဘာရှိလဲအဲ့ဒါအုံတော့ရှိနော်ဒီစမမသိဘူးလားမသိဘူးကြည့်တယ်ကောင်းနေကောင်းကြည့်တယ်ဘာရှိလဲကြည့်တယ်ကောင်းနေကောင်းဘာမှမရှိဘူးကောင်းနေကောင်းကြည့်တယ်ကြည့်တယ်အုံးစီတွေကိုရွှဲလို့နေကောင်းကြည့်စမအုံးစီတွေကိုရွှဲလို့နေညနာရတနခိုင်းကိုကွယ်ညနေဖုန်းကြီးစွတ်ထားလို့လိမ့်လာပြီးတော့ညနာရအုံးစီတို့ခဲပြီးခဲမပြော့ပြီးတော့အားလို့ညီမကွယ်အုံးစီဆိုလို့ရှိရင်တလိုမျိုးပလင်းဘူးလေဟိုဘလို့မအမောက်နဲ့ဝယ်ထည့်လည်းမသိဘူးနော်အမောက်နဲ့ဝယ်ထည့်ပြီးတုံချောင်းနဲ့ကလောပြီးကလောတလောက်ကဒလူလေးလို့ရင်ပါမလားအခဲကပလက်ဆုံးချသွားတယ်တောက်လို့ပြီးကြားတယ်အဲတုံးကိုဖြော်ရဲတော်တော်နဲ့မပြောဘူးဆိုလေခေါင်းပေါ်တင်ထားပြီးကြောင်းပြေးရလွဲကိုကောက်ယူပြီးပြေးဆရာမေးရကနေရမြင့်နေဆိုနှစ်ခုမှတနခါမျက်နှာဖုံးမှာလွေစီးကြစီးကြလားဘာလို့စီးကြနေရောဟိုတခါကငလင်းလုတ်တုံးကလည်းအုံးစီကိုလေခေါင်းပေါ်ပြောင်းအောင်မဆောက်နိုင်ဝီးတဲ့ခေါင်းပေါ်ယူပြီးတော့လုတ်တာအုံးစီမဟုတ်ဘဲနဲ့ငါပလင်းနဲ့နေယူလိုက်တာခေါင်းလင်းစီဆိုအဂရီအောက်ထဲဝင်ပြီးတော့မိုက်တယ်မကန်ရနင့်ဘာပြောလဲရုံတိုင်းစေဟိုအုံးစီညီမလေးမပါနင့်အုံးစီညီမလေးဖီဖီလဲတချို့ကဖီဖီလို့ပြတချို့ဖီဖီလို့မသိလို့အုံးစီညီမလေးမပါဘူးလားအုံးစီလိမ့်နဲ့ညီမလေးမပါဘူးလားညီမလေးလေအဲ့ခေတ်ကကျတော့ငါတို့အုံးစီအကောင်ကဒန်အိုးထဲမှာဝယ်ပြီးလိမ့်တာရှိတယ်နော်နေဘူးလေးကိုထုတ်လိုက်ရတယ်ပလင်းထဲမှာဆိုနေဘူးလေးခါကျရေနွေးအိုးထဲကိုထည့်ပြီးစိန်ထားရတယ်အဲ့လိုမျိုးလောက်ခါဆိုမီးကင်ပလင်းရဲ့အက်အဲ့လိုမျိုးလောက်အခုမျိုး shine ကြီးတော့ဆို formula တင်းနဲ့ထုတ်ထားတဲ့ဟာလုံးဝမအပ်ဘူးနော်ကြည်ပြောပြီးမွေးကြိုင်တာပဲခဲဘူးပေါ့မခဲဘူးကြည်တက်ငါတို့ရင်တော့လိန်ဘူးသမျှဒီမဲ့ကြည်မွေးကြိုင်လိန်ဘူးသမျှအုံးစီထဲမှာအမွေးသုံးမဲ့ငါတီးသမျှအုံးစီထဲမှာငါတီးပြအုံးစီထဲမှာမွေးတော့မွေးတာဟိုလိုမျိုးရေဟိုအုံးစီမွေးတာမဟုတ် chemical နဲ့မွေးတာမဟုတ်ဘူးသိလားအုံးစီကနေရတဲ့နဲ့ပဲမွေးကြိုင်မှာနော်ဟုတ်ပါမွေးနေဆိုင်ရတော့ငါအောင်နေကအိမ်တက်မှုကြာအိမ်တက်မှာခလဲကိုကြီးနဲ့အဲ့လိုမျိုးဟိုဘာဝလီတွေကမင်းသမီးလို့ခလဲကိုကြီးကိုလေစက်လုံးကြီးကြီးပဲသူစပင်းကထူပြီးပဲနော်အဲ့ဒါယူဒီနောက်ကိုစီးထားဟဲ့လို့နေကောင်းကြီးကဘာလိမ့်ထားတော့မှုေးကြိုင်တာပဲပြီးစပင်းလုံးကြီးတို့ကြည်တက်နေရပဲလို့ပြောရတယ်အောက်စီပဲလိမ့်တာဟဲ့တဲ့န
နေပါလေငါတို့ကောင်းအောင်စီပဲနိုင်တာကျွန်တော်မနိုင်ဘူးတဲ့ဘာအောင်စီလဲဆိုင်နေအောင်စီအဲ့နဲ့ဟဲ့ငါ့ကိုမှားပေးအောင်ဆိုဟဲ့ဆိုင်လုံးစီမှားလိုက်လေငါမမှားတဲ့ဘူးငါလေးမတိလက်ကြီးငါ့ကိုပုတ်ပေးတော့မှာကြည့်ဦးနေမယ် လိမ့်ကြုံလေ လိမ့်ချူတိမိုက်ဒါမျိုးတန်ငါတို့ရွာမှာစော်ရီကတည်းကရှိလို့ရှိရင်တော့ဘယ်သူကမှမင်းတို့မှာကဲပြ product စမကြလေဘူး ဟုတ်ပါ ဒီလိုကောင်းစီတယ်ဘာတွေ့လဲအုံးစီမုံမွေးလေးတွေ့စီရမှာလေဒါလူဒါလိမ့်လို့နောက်ခါကျလို့ရှိရင်ကလေးလေးပြောမယ်ရွာကလေးတွေဒါတွေဝယ်လိမ့်ပြီလို့ရှောင်းနေပါယူဒီပစ္စည်းတွေအကုန်လုံးမှန်တယ်လို့မပြတ်ဘူးနော်